အစိုးရဖွဲ့ထဲမှာရိုဟင်ဂျာပါနေသလားတရားစာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဟာရိုဟင်ဂျာအသွင်ပြောင်းဆိုတာဟုတ်တလားဒီမေးခွန်းနဲ့ပတ်သက်လို့သုံးသက်ဆွေးနွေးတင်ပြပေးသွားပါမယ်ဒီနေ့က2026ခုနှစ်ဇူလိုင်2ရက်နေ့ဖြစ်ပါတယ်တစ်တော်မှာဂျိန်းကျော်လွင်ဆိုတဲ့အကောက်ပါရှင်ဆရာဆရာမတွေကိုလာစာနဲ့မလောက်ရင်ဟိုတန်းသွားပါဟိုလိုလုပ်ပါဒီလိုလုပ်ပါလို့စော်ကားတဲ့ဂျိန်းကျော်လွင်2030အမတ်လောင်းမှာလူခွင့်ရေးသမားပါဆိုတဲ့ဂျိန်းကျော်လွင်ကတရားစာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးဆန်းဦးကိုရိုဟင်ဂျာအသွင်ပြောင်းဖြစ်တယ်လို့သူကြားသိရရဲ့ကြောင်းပေါ်တင်ထားတဲ့အတွက်လက်ရှိအစိုးရအဖွဲ့ထဲမှာရိုဟင်ဂျာပါနေသလားတကယ်ပဲပြီးတော့ရိုဟင်ဂျာအသွင်ပြောင်းတဲ့ကိုပြည်အောင်စုဝင်ကြီးခန့်ထားသလားဆိုရယ်ပြည်သူတွေကြားမှာဝေဝါအထွေမြင်လွဲမှာနိုင်ငံတော်အစိုးရပေါ်မှာအများပြည်သူအထွေမြင်လွဲမှာနေကြတယ်အစိုးရကိုကြီးညိုပြက်စေဖို့တမင်လှုံ့ဆော်ဝါဒဖြန့်နေတာကိုတွေ့ရတဲ့အတွက်ရှင်ဒီဒီရုပ်တံကိုပြောရကြမ်းဖြစ်တယ်။ဥစွာရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းကျွန်တော်မြန်မာနိုင်ငံမှာရိုဟင်ဂျာမရှိဘူးလို့သမ္မတဦးသိန်းစိန်ကိုယ်တိုင်ကတိုင်းပြည်ပြည်သည့်ကဘာတိကြေညာခဲ့ပြီးဖြစ်တယ်။နာသာကဥက္ကဋ္ဌဦးမြောင်လိုက်သည်လေကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ်နိုလင်းဟေစာကျွန်တော်တို့နိုင်ငံကိုလာတဲ့ခီးစဉ်မှာကျွန်တော်တို့နိုင်ငံမှာရိုဟင်ဂျာမရှိဘူး။နေချက်အင်္ဂလိပ်တွေကလဲကိုလီလို့ဖို့အိန္ဒိယကခေါ်သွင်းခဲ့တဲ့ဘင်္ဂါလီပဲဖြစ်တယ်လို့တိုင်းပြည်ပြည်သည့်ကဘာတိကြေညာခဲ့ပြီးဖြစ်တယ်။ဒါကြောင့်မလို့ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုမသုံးကြဖို့သတိပေးချင်ပါရဲ့။တိုက်တွန်းချင်ပါရဲ့။မတိရပြောခဲ့မိတယ်ဆိုရင်လည်းနောက်မှာရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းမသုံးကြပဲဘင်္ဂါလီလို့စာပြောင်းလဲပြီးခေါ်ဝေါ်ကြဖို့ကျွန်မမဘုဒ္ဓမဟာသွေးအနေနဲ့အကြံပြုတိုက်တွန်းချင်ပါတယ်။ဒါမှရသပြည်သူတွေနိုင်ငံသားတွေအနေနဲ့မတိရမှားကောင်းမှားနိုင်ပေမဲ့ကျင်းကျော်လေးလိုလူအခွင့်အရေးသမား2030မှာကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ်ဆိုတဲ့အမတ်လောင်းတယောက်အနေနဲ့မတိစရာအကြောင်းမရှိဘူးလို့ထင်ပါတယ်။တီတီချင်းနဲ့တမင်ပြောဆိုရဲဆိုရင်တော့ဒါဟာနိုင်ငံတော်အစိုးရကိုအများပြည်သူကြီးညိုပြက်စေဖို့အတွက်တမင်ရည်ရွယ်ချက်ရှိရှိဝါဒဖြန့်တယ်လို့သုံးသပ်ရပါလိမ့်မယ်။ဆိုတော့ကျွန်မအမြဲတမ်းလက်ခံထားတဲ့ကျွန်မမျိုးရေးဆိုအမြဲတမ်းသိတဲ့စကားတစ်ခုရှိတယ်။လက်ညှိုးထိုးပြီးဝေဖန်ရင်လက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရမယ်။လက်အုပ်ချပြီးတောင်းပန်ရတဲ့တက်တီလည်းရှိရတယ်။လက်ညှိုးထိုးပြီးဝေဖန်ရတဲ့တက်တီရှိရင်လက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရမယ်။လက်အုပ်ချပြီးတောင်းပန်ရတဲ့တက်တီလည်းရှိရမယ်။ဒါအမြဲတမ်းကျွန်မလက်ကင်ထားတဲ့အရာဖြစ်တယ်။ကျင်းကျော်လေးအနေနဲ့နံပါတ်1အကြောင်းဆရာကြားပါလို့သူစော်ကားခဲ့တယ်။နော်ဆရာမတွေလာစာနဲ့မလောက်ရင်ဘာလို့ပါညာလို့ပါပြောရဲ။ဆရာမလို့ပြောတဲ့နေရာမှာပြည်ထောင်စုဝန်ကြီးဌာနရဲ့လက်အောက်မှာတင်နော်မူလာတဲ့လေတဲ့အထက်တန်းလို့ကျောင်းဆရာမတွေပါသလိုပညာရေးကောလိပ်ပညာရေးတက္ကသိုလ်ဤပညာတက္ကသိုလ်အသက်မွေးဝမ်းကြောင်းပညာတက္ကသိုလ်စတဲ့ဌာနအားလုံးဒီလေပညာရေးဝန်ထမ်းများဖြစ်တယ်။အဲ့ဒီဝန်ထမ်းအားလုံးကိုတင်ကြုံပြီးစော်ကားတဲ့လက်ညှိုးထိုးပြီးဝေဖန်ရတဲ့တက်တီရှိပေမဲ့လောက်ချပြီးတောင်းပန်ရတဲ့သူ့မှသူဝန်ခံရတဲ့တက်တီမရှိခဲ့တဲ့သူဖြစ်တယ်။အခုလည်းပဲမဟုတ်မမဲလိန်လေ၍အစိုးရကိုကြီးညိုပြဖို့တရားစာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရဝန်ကြီးဌာနပြောင်းစုဝင်ကြီးစီတူဦးဆန်းဦးတက်မတော်မှဒုတိယဗိုလ်ချုပ်ကြီးရာထူးရတဲ့အထိအဆင့်နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့နော်တက်မတော်ရဲ့ဤပညာတက္ကသိုလ်ကျောင်းအုပ်ကြီးတက်မတော်ရဲ့နော်တိုင်းစစ်ဌာနတည်တည်မှာတိုင်းမှုဖြစ်နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့စီတူဦးဆန်းဦးကိုရိုဟင်ဂျာတွေပြောင်းလို့မသိပေမှားယုံပြောဆိုခဲ့ရဆိုရင်လေကိုအမအတွက်လက်ညှိုးထိုးပြီးဝေဖန်ရတဲ့တက်တီရှိရင်လုံးချပြီးတောင်းပန်ရတဲ့တက်တီရှိဖို့မျှော်လင့်ပါတယ်တခါမှကိုယ်တိုင်မသိဘဲနဲ့ရည်ရွယ်ချက်ရှိရှိဝါဒဖြန့်မိရဲဆိုရင်အဲ့ဒီအတွက်အယောစားအရင်ကြီးမားပါတယ်ကျွန်မဓာတ်ပုံတစ်ပုံပြပါမယ်ဆိုလို့ရှိရင်ဦးဆန်းဦးဒေါ်ကျူကျူဆိုမိသားစုဒါကတော့ဂျိန်းကျော်လင်စော်ကားနေတဲ့ရိုဟင်ဂျာသွေးမြောင်းဆိုတဲ့ဦးဆန်းဦးဖြစ်ပါတယ်ကျွန်မဒီကုသိုလ်စုကူစောလောင်းတင်ကိုထူထောင်ပြီးတော့ဝါတွင်းဝါပတန်ဃာတော်အပား400ကိုအာယုံဆုံးလောင်းလူနေတဲ့ဝေယဝဆကုသိုလ်ရှင်တဦးဖြစ်တဲ့ကျွန်မတို့ဒီကုသိုလ်စုကူစောလောင်းတဲ့မှာဆုံးလူရှင်တွေကနိုင်ငံတော်သမ္မတဦးမြောင်လိုင်းဒုသမ္မတဦးညိုစောသမ္မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးရေပွင့်ဦးအခုပြည်အောင်စုဝင်ကြီးနော်ဂျိန်းကျော်လင်းဆွဆွဲနေတဲ့ပြည်အောင်စုဝင်ကြီးဦးဆန်းဦးပါမယ်ပြည်အောင်စုဝင်ကြီးဦးရဲအောင်နိုင်ငံတော်သမ္မတရဲ့သားသမီးတွေဖြစ်တဲ့နော်ဒေါက်ခင်ကြီးတက်မော်မိသားစုကိုအောင်ပြည့်စုံမဲ့မျိုးရတနာတိုင်းမိသားစုစရဲ့ဆုံးလူရှင်တွေရဲ့ဆုံးလူကိုကျမတို့ကုသိုလ်စုကူစောလောင်းပြီးစောလောင်းတဲ့ဖြစ်ဝေယဝဆကုသိုလ်ယူပြီးတော့နေ့စဉ်တရက်မပြတ်စောလောင်းလူခဲ့တာ2နှစ်ကျော်ခဲ့ပြီဖြစ်တယ်။ဦးဆန်းဦးဆိုတာဗုဒ္ဓဘာသာကိုအင်မတန်တဝင်ယုံကြည်ပြီးတော့တန်ဃာတော်ပါ400ကိုအာယုံစောလောင်းလူနေတဲ့ဘာသာရေးကိုင်းဆိုင်သူတယောက်ဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ်။လူခွင့်ရေးသမားတယောက်ကိုကျမတို့အမျိုးသားရေးသမားတယောက်ကတခုတ်တရပြောရတာတော့မှတော်တော်ကိုပဲ့ပါတယ်။သို့တော့သူ့ရဲ့ဝါဒဖြတ်မှုတွေကို
ယုံမားနေတဲ့မိဘပြည်သူများအနေနဲ့သူဝါဒဖြန့်တယ်လို့တကယ်ပဲအစိုးရအဖွဲ့ထဲမှာရိုဟင်ဂျာအသွင်ပြောင်းကပြည်အောင်စုဝင်ကြီးဖြစ်နေသလားဆိုရဲစိုးရိမ်မှုတွေပုံပန်မှုတွေရှိနေတဲ့အတွက်ကျမကပြောပြရခြင်းဖြစ်ပါတယ်ဒီလူရဲ့လာရစင်းမြစ်ပြီးဒီလူရဲ့ရည်တည်ကလူခွင့်ရေးသူ့ပါဇက်ကိုယ်တိုင်ကအမျိုးသားရေးဆိုတာဂျင်းနေပါတဲ့2025ရွေးကောက်ပွဲပြီးရင်မျိုးသားရေးသမားတွေမလိုတော့ဘူးတဲ့မျိုးသားရေးသမားတွေဆိုတာလိန်ညာစားနေတာတဲ့သူကမျိုးသားရေးသမားမဟုတ်တယ်လို့မျိုးသားရေးသမားတွေနဲ့လည်းအပေါင်းအသင်းမလုပ်ပါဘူးလို့မျိုးသားရေးကိုပြစ်ပယ်ထားတဲ့လူခွင့်ရေးသမားဖြစ်တယ်တို့လိုလူခွင့်ရေးနဲ့ကျမတို့လိုတိုင်းချစ်ပြချင်မျိုးသားရေးတွေကရက်တီချက်ကလက်သစင်းနဲ့ဤလိုပွားချပါတယ်ဒီလိုလူမျိုးကိုတခုတ်တရပြောရတာတော့တော်တော်ကိုတနားတော့သူ့ရဲ့ဝါဒဖြန့်မှုတွေကိုအများပြည်သူအနေနဲ့ချင်းမြင်လွဲမားသွားမှာစိုးရတဲ့သူဝါဒဖြန့်မှုတွေဟာနိုင်ငံတော်အစိုးရကိုအကြီးညိုပြတ်ဖို့ပြောင်းစုဝင်ကြီးကိုအမြင့်ဖြတ်ဖို့မဟုတ်မှန်လိမ့်လေမှုတာဖြစ်ပြီးတော့တရားစကားနဲ့တဘောပဝင်းကြီးထိန်းသိမ်းရဝန်ကြီးဌာနပြောင်းစုဝင်ကြီးဦးဆန်း